ဒီလုတ်ကြံသူဟာသူ့ရဲ့ညာလက်ကျိုးကျင်ရောက်ဆောင်ပြီးပတ်တီးစီးထားတဲ့အထဲမှာတနက်တလက်ကိုဖွက်ထားပါတယ်။သူ့ရဲ့အစီအစဉ်ကရိုးရှင်းပါတယ်ဘီတက်ကလတ်ထိုင်ပေါ်ကချမ်းသာတဲ့အမျိုးသားတဦးကိုရှင်းပစ်မယ်ကြီးမားတဲ့စုငွေကိုယူမယ်ပြီးရင်အနားယူမယ်။သူလုတ်ကြံဖို့တိတိပပပြင်ဆင်နေချိန်မှာပဲနောက်ထပ်လုတ်ကြံသူတဦးဟာအဝေးကနေစွမ်းအားမြင့်ရိုင်ဖယ်တနက်ကိုအသုံးပြုပြီးပေါ်လာခဲ့ပါတယ်။ဒုတိယလုတ်ကြံသူဟာပြစ်မှတ်ကိုနှလုံးသားကိုတဲ့ထိမှန်အောင်ပြည့်စုံတဲ့ပစ်ချက်ကိုပစ်ခတ်လိုက်ပါတယ်။လူတွေကြောက်လန့်တကြားဖြစ်ပြီးကိုရန်တော်တွေကလူသက်သမားကိုရှာဖွေနေတဲ့အတွက်ပရမ်းပါတာဖြစ်သွားခဲ့ပါတယ်။ပထမလုတ်ကြံသူဖြစ်တဲ့စတလုံးစတောလွန်ဟာတန်ရှင်းရေးသမားအဖြစ်ဟန်ဆောင်ထားတဲ့ဒုတိယလူသက်သမားထွက်ပြေးဖို့ကြိုးစားနေတာကိုသတိပြုမိသွားပါတယ်။သူ့ရဲ့စုငွေတွေလက်လွတ်သွားပြီဆိုတာကိုသိတဲ့အတွက်အကောင်းဆုံးပစ်ခတ်နိုင်မယ့်နေရာကိုရှာခဲ့ပါတယ်။သူပစ်ခတ်လိုက်ပေမဲ့လွဲသွားပြီးဟိုဘက်လုတ်ကြံသူကလည်းပြန်လည်ပစ်ခတ်ပါတယ်။နှစ်ဦးစလုံးအကာအကွယ်ယူပြီးတယောက်ကိုတယောက်ရှင်းပစ်ဖို့အကောင်းဆုံးအခွင့်အရေးကိုစောင့်နေကြပါတယ်။ထိုအချိန်မှာကိုရန်တော်အချို့ဟာဒုတိယလုတ်ကြံသူကိုဝိုင်းရံလိုက်တာနဲ့သူက3စက္ကန့်အတွင်းသူတို့ကိုအကုန်လုံးကိုရှင်းပစ်လိုက်ပါတယ်။စတလုံးကဆက်ပစ်နေရင်သူဟာတကယ်ကျွမ်းကျင်သူတဦးနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။စိုးရိမ်မဲ့အစားဟိုဘက်လုတ်ကြံသူကဒီစိန်ခေါ်မှုကိုပိုပြီးတောင်ပျော်ရွှင်နေပုံရပါတယ်။မကြခင်မှာပဲရဲကား2စီးရောက်လာပြီးထွက်ပြေးလမ်းကိုပိတ်ဆို့လိုက်ပါတယ်။ပြစ်ခတ်မှု2ခုကြားမှာပိတ်မိသွားတဲ့ဒုတိယလုတ်ကြံသူဟာရဲတွေကိုလက်နက်ချအဖမ်းခံလိုက်တာဟာရဲရင်နဲ့လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ရဲတွေကနောက်လုတ်ကြံသူကိုခေါ်သွားတဲ့အတွက်စတလုံးဟာနောက်ဆုတ်ဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူး